ဒီဗီဒီယိုလေးတွေကအလန်းစားချမ်းငင်းနည်းပညာလေးကိုလေ့လာကြည့်အောင်ရိုးရိုးကြွေပြားခင်းတာတဲ့အများကြီးပုံမိုက်ပြီးကုန်ကြစိလည်းတတ်တာစီမဲ့နီလန်တစ်ခုဖြစ်ပါတယ်ပထမဆုံးဗလက်မီအဆိုပေါ်မှာဒလိတ်တုံးကြီးကိုအသုံးပြုပြီးကြမ်းမြင့်တစ်ခုလုံးညီညာကြစ်လက်သွားအောင်ဖိလိုက်လိုက်ပါတယ်အထူးဆန်းဆုံးအပိုင်းကတော့ကြွေပြားကတ်မဲ့အစားအယောင်သွေးစုံလေးနဲ့ကြောက်ခဲမှန်ကွေးစားလေးတွေကိုအဲ့ဒီဗလက်မီအဆိုပေါ်ကိုတိုက်ရိုက်ဖြန့်ကျူလိုက်တာပါပဲကြမ်းမြင့်လုံးဝ6သွေးမှာကျိုးသွားတဲ့အခါမှာတော့ဆက်နဲ့တိုက်ပြီး polish တင်လိုက်ပါတယ်ရလက်ကတော့လုံးဝကိုပြောင်လက်ပြီးတစ်ဆက်တဲဖြစ်နေတဲ့ကြမ်းမြင့်အလန်းစားကြီးကိုရရှိသွားတာပါပဲတရာဇူချမ်းကြီးအမျိုးအစားဖြစ်ပါတယ်ဘာလို့ရိုးရိုးကြွေပြားခင်းတာတဲ့ပုံမိုက်တာလဲရိုးရိုးကြွေပြားတွေရဲ့အကြီးမားဆုံးပြဿနာကကြွေပြားအဆက် joints တွေပါပဲအဲ့ဒီအဆက်တွေကနေအကွေးတာကျွတ်ထွက်တာတွေအများဆုံးဖြစ်တတ်ပါတယ်ဒီနီလန်းမှာတော့ကြမ်းမြင့်ကတသားလေးဖြစ်နေလို့အဲ့ဒီလိုအားနေချက်တွေလုံးဝမရှိတော့ပါဘူးကြွေပြားတစ်ချက်ချင်းချိန်ကိုက်ပြီးကတ်ရတဲ့အလုပ်သမားကအချိန်နဲ့နောက်ပိုင်းပြန်ပြင်ရတဲ့စည်းတွေကိုအများကြီးတက်တာစီပါတယ်ကိုလိုချင်တဲ့အယောင်သွေးပုံစံတွေကိုစိတ်ကြိုက်ဖန်တီးလို့ရပြီးအမြင်အာရုံကိုဖန်ဆားနိုင်တဲ့ premium အထားမျိုးကိုပေးစွမ်းနိုင်ပါတယ်အမြင်လေးလှရီရှည်လေးခံပတ်စံလေးတတ်တာတဲ့ဒီလိုကျန်းကြီးနီးစနစ်မျိုးသားဆိုရင်ကိုယ့်အိမ်မှာရောအခုပဲခင်းချင်စိတ်ပေါက်သွားပြီမဟုတ်လား